ပြန်ပေးဆက် ကဲကောင်းတယ်ကွာရမ်းမိုက်တယ်မင်းကြီးဒါကကိုရုပ်ရှင်လောကရဲ့တကယ်ထိတ်တန်းပရိုဂျက်ကြီးမြောက်ဒါကိုဘူမန်နဲ့ဒါတော့ကိုရွှေစန်းနဲ့ ။အော်ဟုတ်တွေ့ရဝမ်းသာပါတယ် ဒါကျွန်တော်အစ်စ်တင်နေတဲ့မင်းသမီးလေးနာမည်ကငူပါတဲ့ကြီးရလားကြီးရလားဒီဆယ်ရီဒါအရှင်လားခင်ဗျာ ။ဘူးကအကောင်းလို့ဖြစ်အောင်ကြိုးစားပါမယ်နော်ဘောစီ ကိုကြီးကိုအဲ့လိုဘောစီလို့မခေါ်ပဲနဲ့ကိုကြီးလို့ခေါ်နိုင်အောင် ကဲတခါလေးခေါ်ကြည့်လိုက်ဘောကြီးလို့ ။ဘောကြီး ဟမ်မင်းသားနဲ့မင်းသမီးကိုမောင်နှမအရင်နေလို့ကြောင်းပြီနော်ဟုတ်ပြီကဲဒီဇလန်မှာမင်းသားနဲ့မင်းသမီးနဲ့ချစ်သူတွေမဟုတ်တော့ဘူး ထိုက်အဲ့ကိစ္စကိုရှင်းဘာလို့ပြောင်းလိုက်တာလဲ ငါပြောင်းတာကွာဘာဖြစ်လဲ ကျွန်တော်တို့အမှုပညာရှင်တွေကငွေတစ်ခုပဲကြီးလို့မရဘူးနာမည်တွေဂုဏ်သိက္ခာတွေအမှုပညာတွေအကုန်ကြီးရတာဗျ အဲ့လောက်တော့မှအမှုပညာကိုချစ်နေအလကားရိုက်လေ ခုရိုက်နေတဲ့ကားလေးကိုအစီအပြေးနဲ့ပြီးတော့ညှိနှံနေလို့ပြီးတော့ရိုက်လိုက်ကြပါဗျာအပြောင်းညောင်လို့တောင်းပန်ပါတယ် ဟိုဘောစီကဘာဖြစ်လို့အဲ့ဒုံးနဲ့ရိုက်တဲ့အခန်းကိုထည့်တာလဲ ဇက်နာအောင်လို့ အဲ့ဒီကကျုပ်စိန်ကြီးလားဟာတကယ်ပွဲသွားတာဗျာ မှုပါလေကိုကျွန်တော်တိုက်မှာချုပ်မယ် မဟုတ်အဲ့ဒါဖေးကမှလို့ရမှာဟုတ်ဘူးလေခေါင်းဆောင်မင်းသမီးတင်မယ်ဗျာတကယ် ခင်ဗျရင်တော့မော်ဒယ်မာလေးတယောက်ကိုလည်းအဲ့လိုခေါင်းဆောင်မင်းသမီးတင်လို့လေခင်ဗျမိမမတ်မှုနဲ့ပြဿနာအကြီးကျယ်တက်တာလေမေ့ဝါကြီးလား ဘူးလို့မြင်တာဘာဖြစ်လို့တော့လန့်ရတာလဲလာအိမ်ပြန်မယ် အမြန်ကြီးဦး သိကြလား သိကြတယ် မတ်မှုရေသူကရင်ကောင်မဟုတ်ဘူးတဲ့ချင်းတဲ့အသေးခံစုံပါတဲ့ မမြင်ဘူးကဘူးရမ်းသိ ဒီကမိုးချင်ဟုတ်စုံမယ်ပေါ့ ဟာဘော အသေးခါစုံမယ်ပေါ့ အဲ့ဒီချိန်မှာတကယ်နားလိုက်အစ်နားလိုက်ကဲဒီကိစ္စမင်းသားနဲ့ဒိုင်တာနဲ့ပေါင်းမိကြံစည်ဆိုအတိတာကြီးပဲ ခင်ဗျာဒါအထိတက်နေပြီ မင်းသားအကွက်ရွှေ့မယ်ဆိုရင်လေကလေးကလားကောတည်းမရှိပါနဲ့ဗျာရွှေ့ချင်းကျုပ်တို့ဒဲရွှေ့နော်ဟုတ်လား အဲ့လိုမရဘူးလေ တချီမဖြစ်တဲ့ငါရဲ့ချစ်ကန်ဖြည်းဖြည်းတို့လိုရာပြောချီမစိတ်တိုင်းကြဖြစ်မဲ့ကလေးလေးမို့ I'm your sugar daddy I'm your sugar daddy What you want what you do everything for you baby